for by any tailor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဆရာရင်းလုပ်ပေးတော့ချင်တာကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ as far as အသုံးပြုပုံလေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးတော့မှာမို့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်The phrase as far as is used to limit or specify the scope of what we are talking about. As far as ဆိုရင် speaking pattern လေးကိုကျမတို့ပြောနေတဲ့အရာရဲ့အတိုင်းအတာကိုကန့်သတ်ချင်တဲ့အခါမှာဒါမှမဟုတ်သတ်မှတ်ချင်တဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင်။ It can also be used to introduce a topic called perspective. အကြောင်းအရာတစ်ခုဒါမှမဟုတ်ထင်မြင်ချက်တစ်ခုကိုမိတ်ဆက်ဖို့လည်းအသုံးပြုနိုင်ပါတယ်ရှင်။ As far as ရဲ့နောက်မှာတော့ noun ဒါမှမဟုတ် clause လိုက်ပါမယ်။ပို့ပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကြည့်ကြရအောင်။အတိုင်းအတာတွေနေပယ်တွေကိုကန့်သတ်ခြင်းနဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုအရင်ဆုံးကြည့်ကြရအောင်။ As far as I know, he is staying in town. ငါသိတဲ့လောက်ကတော့သူမြို့မှာပဲရှိသေးတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the weather is concerned, it looks fine. ရာသီဥတုနဲ့ပတ်သက်လို့ကတော့ကောင်းနေပုံရတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the project is concerned, everything is on schedule. project နဲ့ပတ်သက်ပြီးအားလုံးကိုအချိန်စရာအတိုင်းလုပ်ဆောင်နေပါပြီ။ထင်မြင်ယူဆချက်တွေနဲ့ပတ်သက်တဲ့ဥပမာလေးတွေကြည့်ကြရအောင်။ As far as I can tell, she is happy with the decision. ငါပြောနိုင်တဲ့လောက်ကတော့ဒီဆုံးဖြတ်ချက်ကိုသူမကျင့်တတ်နေတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as I remember, the meeting is at 3 p.m. ငါမမိတဲ့လောက်ကတော့အစည်းအဝေးကညနေ3 နာရီမှာပါ။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as I'm concerned, this is the best option. ငါအမြင်ကတော့ဒါအကောင်းဆုံးရွေးချယ်မှုပဲ။အကြောင်းအရာခေါင်းစဉ်တစ်ခုခုကိုကန့်သတ်တာနဲ့ပတ်သက်တဲ့ဥပမာလေးတွေဆက်ပြီးကြည့်ကြရအောင်။ As far as the budget is concerned, we have enough. budget နဲ့ပတ်သက်လို့ကတော့ငါတို့မှာအလုံလောက်ရှိပါတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the schedule goes, everything is on time. အချိန်စရာနဲ့ပတ်သက်လို့ကတော့အရာအလုံးအချိန်မီပဲ။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the food is concerned, it was delicious. အစားအစာနဲ့ပတ်သက်လို့ကတော့အရသာရှိတယ်။အသိပညာဗဟုသုတဒါမှမဟုတ်နားလည်မှုတွေကိုဖော်ပြခြင်းနဲ့ပတ်သက်တဲ့ဥပမာလေးတွေဆက်ပြီးကြည့်ကြရအောင်။ As far as I can see, there are no issues. ငါမြင်တဲ့လောက်ကတော့ပြဿနာမရှိဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as I understand, the plan is still in progress. ငါနားလည်တဲ့လောက်ကတော့အစီအစဉ်ကဆက်လုပ်နေသေးပဲ။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as I know, the event is still happening. ငါသိတဲ့လောက်ကတော့ပွဲကဆက်လုပ်မှာပါ။တာဝန်ယူမှုဒါမှမဟုတ်ပါဝင်ပတ်သက်မှုတွေကိုကန့်သတ်တာနဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင်။ As far as I'm concerned, it's not my problem. ငါအမြင်ကတော့ဒါငါပြဿနာမဟုတ်ဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the team is concerned, we did our best. အသင်းနဲ့ပတ်သက်လို့ကတော့ငါတို့အကောင်းဆုံးလုပ်ခဲ့တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the company is concerned, profit is up. ကုမ္ပဏီနဲ့ပတ်သက်လို့ကတော့အကျိုးမြတ်တွေပိုပြီးရနေတယ်။အခြေအနေဒါမှမဟုတ်ကန့်သတ်ချက်ကိုဖော်ပြရတာနဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုကြည့်ကြရအောင်။ As far as I can go, I will help you. ငါတက်နိုင်တဲ့လောက်တော့မင်းကိုကူညီမယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the rules allow, we can proceed. စီးမြင့်နဲ့ခွင့်ပြုတဲ့လောက်ငါတို့ဆက်လုပ်လို့ရတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ As far as the budget permits, we will upgrade the system. budget ခွင့်ပြုတဲ့လောက် system ကိုအဆင့်မြင့်မယ်။ As far as ရဲ့အသုံးပြုပုံလေးကိုပိုပြီးမှတ်မိသွားအောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ကျမတို့ပြောနေတဲ့အရာရဲ့အတိုင်းအတာကိုကန့်သတ်ဖို့ဒါမှမဟုတ်ထင်မြင်ချက်တစ်ခုကိုမိတ်ဆက်ပေးဖို့အတွက် as far as speaking pattern လေးကိုအသုံးပြုလေးရှိပါတယ်ရှင်။ as far as ရဲ့နောက်မှာတော့ noun ဒါမှမဟုတ် clause လိုက်လေးရှိပါတယ်။ limiting the scope အတိုင်းအတာနယ်ပယ်ကန့်သတ်ခြင်းနဲ့ပတ်သက်တဲ့ဆိုရင် as far as I know, he is staying in town. ငါသိတဲ့လောက်ကတော့သူမြို့မှာပဲရှိသေးတယ်။ introducing a perspective ထင်မြင်ယူဆချက်နဲ့ပတ်သက်တဲ့ဆိုရင် As far as I'm concerned, this is the best option. ငါအမြင်ကတော့ဒါကအကောင်းဆုံးရွေးချယ်မှုပဲ။ Limiting the topic အကြောင်းအရာခေါင်းစဉ်တစ်ခုခုကိုကန့်သတ်မယ်ဆိုရင်
As far as the budget is concerned, we have enough. Budget နဲ့ပတ်သက်လို့ကတော့ငါတို့မှာအလုံလောက်ရှိရဲ့ Expressing knowledge အသိပညာဘူတုတာကိုဖော်ပြခြင်းနဲ့ဆိုရင် As far as I can see, there are no issues. ငါမြင်တဲ့လောက်ကတော့ပြဿနာမရှိဘူး Limiting responsibility တာဝန်ယူမှုဒါမှမဟုတ်ပါဝင်ပတ်သက်မှုတွေကိုကန့်သတ်မယ်ဆိုရင် As far as I'm concerned, it's not my problem. ငါအမြင်ကတော့ဒါငါပြဿနာမဟုတ်ဘူး Expressing a condition အခြေအနေတစ်ခုကိုဖော်ပြခြင်းနဲ့ဆိုရင် As far as the rules allow, we can proceed. စီးမြင့်တွေခွင့်ပြုသလောက်ငါတို့ဆက်လုပ်လို့ရတယ်စသဖြင့်အသုံးပြုလေးရှိပါတယ်ရှင်ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားကြပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်နေကြပါစေရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye